သွားတာဖက်နှက်ပြောက်ပြီးတော့ဖက်နှက်ဖလာနဲ့လမ်းလျှောက်ခဲ့ရတော့ဟိုတော့ကျွန်တော်ပြောက်သွားတယ်သူတယောက်တည်းကွက်ပြောက်တာဒီမှာဟုတ်ကပ်ပြီးထားတဲ့ဟာဟုတ်အကုန်ခိုးอ่ะအကုန်ခိုးอ่ะလားမျိုးမလုံးဝပါတလုံးပဲလုံးပါလုံးချောက်တာ